နောက်မှ CN အောင်တဲ့လူတွေအတွက်ပေါ့နော်တခါတည်းကိုအောင်ပြောပြတာပြီးမဲ့ CN အောင်တဲ့ခါကျရင်လောက်လို့ရတဲ့အဆင့်လေးတွေပေါ့နော်အဲ့ဒါကဘာလဲဆိုရင် CN အောင်လို့ရှိရင်အခုလိုမျိုးဆက်အပ်လေးပေါ်လို့ရှိရင်ပထမဦးဆုံးကိုအောင်တို့ဆက်အပ်ကိုမနှိုက်ခင်မှာကိုအောင်တို့သိရမယ့်အချက်ကိုပြောပြပေးမယ်နံပါတ်1ကတော့ကိုအောင်တို့ profile account နဲ့ပတ်စံရှာတာဖြစ်တဲ့အတွက်ကြောင့်ကိုရဲ့ profile account ရဲ့အမည်ကမင်းမင်းဆိုရင်ကိုအောင်တို့က profile account ရဲ့အမည်ကိုမင်းမင်းထည့်ပေးပါတကယ်လို့ကိုအောင်ဆိုရင်ကိုရဲ့ profile account ကိုကိုအောင်လို့ထည့်ပေးပါတကယ်လို့အောင်ဆိုရင်ကိုရဲ့ profile account ကိုလည်းအောင်ဆိုထည့်ပေးပါနော်ကိုကင်ဆောင်ထားတဲ့ပန်းရောင်ကတ်တော့မဟုတ် web permit ကတ်ပေါ့နော်ကိုအောင်တို့ကနာမည်ကိုအရင်ပြောင်းပေးပါဘာကြောင့်လဲဆိုတော့နာမည်ကအရင်အရေးကြီးတာဖြစ်တဲ့အတွက်ကြောင့်နောက်တစ်ချက်ကျတော့ကိုအောင်တို့ကင်ဆောင်ထားတဲ့ ID ကတ်တွေပေါ့နော်ပန်းရောင်ကတ်တော့မဟုတ် web permit ကတ်ပေါ့နော်ကိုရဲ့မွေးနေ့အမှန်ကိုထည့်ပေးပါဒါမှပဲကိုအောင်တို့ set app ကိုနှိုက်လို့ရှိရင်ပြဿနာတွေမဖြစ်တော့ဘူးတကယ်လို့ကိုအောင်တို့အဲ့ဒီအဆင့်တွေကိုမလောက်ရသေးပါနဲ့ကိုအောင်တို့ set app ကိုနှိုက်လိုက်မယ်ဆိုရင်မမှားခဲ့ဘူးဆိုရင်တော့ဘာပြဿနာမှမရှိဘူးတကယ်လို့မှားခဲ့မယ်ဆိုရင်တော့ပြန်ပြင်ရတာအရင်ခက်ခဲပါတယ်ဒါကြောင့်မို့လို့ကိုအောင်တို့နောက်မှ CN ပွင့်မဲ့မိတ်ဆွေတွေအားလုံး CN ကိုစောင့်နေတဲ့မိတ်ဆွေတွေအားလုံးပေါ့နော်ဒီအချက်တွေကိုကိုအောင်တို့သိဖို့လိုတယ်တကယ်လို့ကိုရဲ့ Facebook account ကပန်းရောင်တို့လာရောင်တို့အလွမ်းတို့အဲ့လိုမျိုးကိုအောင်တို့ထည့်ထားမယ်ဆိုရင်ကိုရဲ့အမည်အရင်းကိုထည့်တုံးပေးပါကြပြတွေစာတွေကိုအောင်တို့မထည့်နဲ့ပေါ့နော်ကိုရဲ့ ID ကတ်မှတ်ပုံတင်တဲ့ကနာမည်ကိုအောင်တို့ထည့်ပေးပါမှတ်ပုံတင်တဲ့ကမွေးတက်ကြီးကိုထည့်ပေးပါဒါမှပဲပို့ပြီးတော့အဆင်ပြေမယ်ဒါကြောင့်မို့ CN စောင့်နေတဲ့အမျိုးတွေအားလုံးမိတ်ဆွေတွေအားလုံးကိုရဲ့ follower တွေအားလုံးပေါ့နော်ဒီအချက်ကိုသိဖို့အတွက်ပေါ့နော်ဒီဗီဒီယိုလေးကိုကိုအောင်တို့နားထောင်မယ်ဆိုရင် CN ပွင့်လို့ရှိရင် set app ကိုကိုအောင်တို့နာမည်တွေချိန်ပြီးဆိုရင်တော့ set app ကိုနှိုက်လိုက်ပါဒါကြောင့်မို့ကိုအောင်တို့အဲ့လိုမျိုးဖြစ်လို့ရှိရင်တော့ကိုအောင်တို့ဘုရုစီမှာလည်းတွားအပ်စရာမလိုသေးဘူးပြီးမှကိုအောင်တို့ပတ်စံရှာလို့ရှိရင်ဘလောက်ပဲရပေါ့နော်ကိုရဲ့အကောင့်ထဲမှာဘန်ပုံစံပေါ်မှာပဲကိုအောင်တို့စာပေအပ်ချင်တယ်ဆိုရင်စာပေအပ်ပါဒါကြောင့်မို့အခုမှလောက်နေတဲ့အစ်စ်လေးတွေအားလုံးအတွက်ပေါ့နော်ဒီအချက်ကိုသိဖို့အတွက်ပေါ့နော်လာပြီးတော့မျှဝေပေးတယ်နောက်ထပ်ကိုအောင်တို့သိချင်တဲ့မေးခွန်းလေးတွေရှိတယ် comment အောက်မှာရေးလာပါပြီးလို့ရှိရင်အခြေခံနဲ့ပတ်သက်ပြီးတော့ကိုအောင်တို့ဘန်ချိုက်တဲ့နည်းတွေဗီဒီယိုနည်းတွေအကောက်လုံးသိချင်တယ်ဆိုရင်တော့ကိုအောင်ဖွင့်ထားပေးတဲ့သင်တန်းမှာလေ့လာလို့ရတယ်ပြီးလို့ရှိရင်ကိုအောင်နှမည်နဲ့ပေါ့နော်အကောက်အတုတွေရှိတာဖြစ်တဲ့အတွက်ကြောင့်ဂရုစိုက်ကြပါအားလုံးပဲအဆင်ပြေကြပါစေ